Okay, slot ပုံဆွဲခြင်းနေပြီဆိုတော့ကျွန်တော်တငယ်ချင်းတော့တင်တန်းသားတွေကိုဒီ slot ပုံလေးတစ်ပုံလွယ်ကူကူလေးဆွဲလို့ရတဲ့ပုံလေးတစ်ပုံလေးဖန်တီးပေးမယ်။ဟုတ်ပြီနော် slot ပုံလွယ်ကူလေးဆွဲလို့ရတဲ့ပုံလေးတစ်ပုံလေးဖန်တီးပေးမယ်။ Okay, ပြမဘယ်လိုပုံလေးလဲဆိုတော့ဒီမှာပြပေးမယ်နော်။ Okay ဒီကောင်လေးပေါ့နော်ကြောင်ညာပြဖို့ဆိုပြီးတော့ဆွဲပေးကြတဲ့ပုံလေးပေါ့နော်။ Okay ဟုတ်ပြီအဲ့ကောင်လေးကိုစာရေးဆွဲကြည့်အောင်။ Okay အရင်ဆုံးဆိုတော့ကျွန်တော်လေယာဉ်လေးအစ်စ်လေးစပေးမယ်။လေယာဉ်အစ်စ်ပေးပြီးတော့အဲ့လေယာဉ်လေးမှာကျွန်တော်လိုချင်တဲ့ကာလာနောက်ခံကာလာပါနော်။ဘယ်လိုကာလာသုံးမလဲပေါ့အရင်ဆုံးရွေးချယ်မယ်။ဟုတ်ပြီနော်ကျွန်တော်အနီလေးပဲသုံးမယ်အနီအောင်လေးတညာဖြစ်တဲ့အတွက်အနီအောင်မိုးလေးသုံးမယ်။ကာလာလေးထည့်လိုက်မယ်။ Okay ကာလာလေးထည့်ပြီးသွားပြီဆိုတော့ကျွန်တော်ထည့်စရာလေးတက်တယ်။ဒီနောက်မှာကျွန်တော် library လေးတွေပေါ့နော်။ကောင်မလေးပေါ်လေးနောက်မှာ library လေးတွေထဲမှာလေးတွေမှာလေးတွေရှိတယ်။ model တိကျတုံးမှာဖြစ်တဲ့အတွက်နောက်က model ကိုမြင်သာအောင်လို့ library လေးတွေကိုတညာပုံစံသွားရပုံစံလေးသွားမယ်။ဟုတ်ပြီကျွန်တော် library ကို copy လုပ်လိုက်မယ်။ပြီးသွားရင်အဲ့ library လေးကိုကျွန်တော်ဒီမှာထည့်လိုက် control V နဲ့ဟုတ်ပြီးရင် control T နဲ့ကြည့်လိုက်မယ် site ပြရအောင်ဆွဲကြည့်လိုက်မယ် Okay ပြီးသွားပြီဆိုရင်နောက်ထပ်တွေ့ရဟာလေး screen လေးကို screen mode လေးရေးပြထားလိုက်မယ် screen mode ရေးပြတဲ့အခါကျတော့ဖြစ်လဲဆိုတော့ဒီပုံအနောက်က color လေးနဲ့တော့ mix ဖြစ်သွားတော့ဟုတ်နော် Okay နောက်တစ်ခုသွားမယ် really one never show နော်လိုအပ်တဲ့ shot opposite လိုအပ်တဲ့ shot ပေါ်အောင်လိုအပ်တော့ adjust လုပ်ပေါ့နော်လိုအပ်တော့ Okay ပြီးရင်လေးရတစ်ပေးမယ်ဟုတ်ပြီ sorry တော့ဘာလဲ gradient ကြီးမယ်နော် gradient အောက်ဘက် channel ကိုစာလေးထည့်မနေရတော့မြင်တော့ gradient အကြောင်းလေးထည့်ဟုတ်ပြီအနည်းချင်းချင်းလေးပဲတုံးလိုက်မယ်အောက်ပိုင်း gradient လေးကိုရှစ်လေးဖြစ်ပြီးတော့တက်တဲ့ဆဲညင်ညင်လေးဖြစ်တော့နောက်တစ်ချက်ထည့်ဆွဲကြည့်မယ် okay ဟုတ်ပြီရပြီအဲ့တော့ဆိုအဆင်ပြေပြီ okay အဲ့တော့နောက်တစ်ခုနေလည်းကျွန်တော် Chrome နဲ့ပြန်သွားမယ်Chrome နဲ့မှာကျွန်တော်တို့ခုနကလည်းပဲ like အလေးနဲ့ပတ်သက်တာလေးထည့်ပါတော့နော် green effect လေးထည့်ပါတော့နော် micro effect လေးထည့်ချက်တဲ့ပုံစံလေးရွေးလို့ရတယ်ခုပုံနဲ့ like ဖက်မြစ်တဲ့ပုံစံလေးရွေးလို့ရတယ်ဆက်ကြည့်ပါနော် micro effect ဆိုရှာလို့ရပါတယ် Okay ကျွန်တော်ဒီမရှာတော့ဒီအပေါ်လုံးမတွေ့တဲ့ဟာလေးကိုပဲကြည့်လိုက်မယ်ပြီးလုပ်လိုက်မယ်ပြီးသွားရင် Photoshop နဲ့သွားပြီးတော့ control V ဆိုပြီးတော့ပေးချလိုက်မယ်နော်နောက်ကလေးရအောင်ချမယ်နော် gradient နောက်ကတတ်ထားမယ် Okay ဟုတ်ပြီပေးချလိုက်ပြီထားပြီးတော့ဘာလုပ်မလဲကျွန်တော်တို့အရင်လိုပဲ screen mode လေးချိန်ပေးထားလိုက်မယ်အဲ့မှာအမေကြီးပြောင်းအောင်ဟုတ်ပြီဆိုတော့ adjust လုပ်မယ် Okay ပြီးသွားပြီဆိုရင်နောက်တစ်ခုလေးနဲ့ကျွန်တော်တို့ဘာလုပ်မလဲဆိုရင် model ထည့်မှာပေါ့နော် model ထည့်မယ် model ကကိုအောင်ကိုကြိုက်တဲ့ model ရွေးပြီးတော့ကိုစင်ပြတဲ့ model လာလေးထည့်ပေါ့နော် model ကလာမှာစပြပြီးတော့ကိုကျွန်တော်တို့ကနောက်က link လေးထည့်တာဆိုကျွန်တော်ကတော့ရွှေအောင်ပါတယ်ကောက်မလေးပုံမှန်တော့ပါရွှေအောင်ရေးတဲ့ကောက်မလေးပေါ်တော့မယ်ကောက်မလေးပေါ်ကျွန်တော် layer mask ပေးမယ်ပြီးရင်သူ့ press နဲ့သူ့ရဲ့အောက်ပိုင်းမလို့တဲ့ channel ကိုဖြတ်ထုတ်ပြမယ်မင်းအောင်ပြောင်းလေး Okay ဟုတ်ပြီဒီတော့ရင် control T နဲ့သူဆွဲပြီးကြည့်လိုက်မယ်အရင်ကမကြည့်နဲ့ပေါ့အရင်ကြည့်တိုင်းလည်းကျွန်တော်နောက်အစားထည့်ဖို့နေရာရှိနေမယ်နည်းနည်းတည်တော့အဲ့တော့ဆိုရပြီ Okay ရရင်နောက်ခေါက်မယ်ပြီးတော့ရင်ကျွန်တော်တို့ကကောင်မလေးနောက်မှာအလင်းအောင်လေးထည့်ကြတယ်နော်နောက်ကအလင်းနဲ့ mix ဖြစ်သွားအောင်လို့ကောင်မလေးနောက်မှာအလင်းထည့်မယ်ဆိုတော့ကျွန်တော် outer group ထည့်ပေးမယ်ဟုတ်ပြီနော် outer group အချက်နေမယ် Okay ပြီးတော့ရင် outer group လေးထည့်မယ် outer group ဟုတ်ပြီကျွန်တော်ကပမာခေါက်လို့ဘူးစားဖြစ်နေတဲ့အတွက်ရောင်းတန်းဝင်လာတာပေါ့ဟုတ်ပြီကျွန်တော်ဒီလိုအဝါအောင်ဖြိုးလေးရွေးပြီးကျွန်တော် opacity ကိုနည်းနည်းပဲထားအများကြီးမတင်နဲ့ပြီးတော့ရင် site ကိုလိုတော့ဆွဲကြည့်လိုက်ပမာဖြစ် site ကတော့နော် opacity တော့အများကြီးမတင်နဲ့ screen လေးထားပေးပါမယ်နော်ပြီးမုံပါလေ Okay ပြီး Okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့မလုပ်မလဲဆိုရင်စာထည့်ဖို့အတွက်ဘန်နာပေါ့နော်ဘန်နာဆွဲမယ်ဆိုတော့ rectangle လေးနဲ့စပြီဆိုတော့ rectangle လေးတစ်ခုယူမယ်နော် rectangle ယူမယ် rectangle လေးတော့ rectangle လေးပဲဆွဲလိုက်မယ် Okay လိုတော့ adjust လုပ်ပြီးကိုလိုတော့ site လေးဆွဲလိုက်မယ်နော်ဆွဲလိုက်ဆိုရင်သူ့ကိုကျွန်တော်တို့ကအကြောင်းထည့်မယ်အကြောင်းမထည့်ခင် stroke လေးကလိုက်ထည့်အောင်နော်အဲ့ဒီ stroke လေးကမထည့်ခင်ကျွန်တော်ဘာလုပ်မလဲဆိုရင်သူ့ကိုအရင်ဆုံး round လိုက်မယ်ဟုတ်ပြီ round လိုက်မယ် round လို့တော့မှကျွန်တော်တို့ကထဲကိုအကြောင်းထည့်အကြောင်းထည့်မယ်လေကျွန်တော် gradient အကြောင်းလေးထည့်မယ်အကြောင်းလေးပေါ့နော်တစ်ဖက်ကိုအနီအောင်လေးကိုရေးချင်းလေးထားလိုက်မယ်Okay ဟုတ်ပြီနောက်တစ်ဖက်ကိုကျွန်တော်အနီအောင်ပုံမှန်နီအောင်လေးပဲထားလိုက်မယ်နော် Okay ဟုတ်ပြီအဲ့ဒါရပြီအအောင်လေးလေးပေါ့ဟုတ်ပြီနော် Okay ပြီးတော့ရင်ကျွန်တော် stroke ကိုလည်းရွှေရောင်လေးထားမယ် gradient ပြေးမယ်နော်ရွှေရောင်လေးပေါ့ရွှေရောင်ပြေးမယ်ဆိုရင်ဒီဘက်ချောင်းကျွန်တော်တစ်ချက်နေမယ်ကျွန်တော် orange နဲ့ over နဲ့ကြားမှာရှိတဲ့အရောင်လေးဟုတ်ပြီနော်လိမ္မော်အဖြူအရောင်လေးပေါ့နော်အဲ့ရွှေလိုက်မယ် Okay ဟုတ်ပြီနောက်တစ်ဖက်ကိုလည်းလို့ပဲ stroke ကိုမြင်တောင်နဲ့ဆွဲကြည့်လိုက်မယ်နော် stroke ကမမြင်အောင်ဖြစ် Okay ဟုတ်ပြီနောက်တစ်ဖက်ကိုပြန်ထပ်တယ်မယ်ဒီမှာလိုပဲအရောင်လေးပေါ့နော်ဒီမှာလိုပဲလိမ္မော်နဲ့ over ကြားထဲမှာရှိတဲ့အရောင်လေးကိုကျွန်တော်နည်းဖြောတဲ့အရောင်လေးကိုယူလိုက်မယ် Okay ပြီးတော့ရင် out layer မှာကျွန်တော်တို့တစ်ချက်တစ်ခုထည့်တယ်မယ်နော်ဟုတ်ပြီအဲ့မှာတချို့နှစ်ချက်နေမယ်ပြီးရင်ကျွန်တော်အဝါဖြော်ရအဝါဖတ်အရောင်လေးရွေးပြီးလိုက်မယ် Okay အဲ့ဒါဆိုရင်ကျွန်တော်တို့မှာအရောင်လေးက gradient အရောင်လေးဖြစ်သွားပြီရွှေရောင် gradient အရောင်လေးဖြစ်သွားပြီကိုအောင်လို့တော့အကြီးသေး adjust လုပ်လို့ရတာပေါ့နော်လို့တော့အကြီးသေး adjust လုပ်မယ်
Okay ပြီးသွားရင်ကျွန်တော်တို့ control T လေးနဲ့သူ့ကို control T လေးနဲ့ဟိုဘက်ဒီဘက်နည်းနည်း adjust လုပ်မှာနော်ဒါဆိုယူမယ်ပြီးရင်ဒီနေ့စောင်းလိုက်မယ်ပြီးသွားရင်ဘေးလေးကိုနည်းနည်းလေးကားထုတ်လိုက်မယ်ဘေးလေးကိုနည်းနည်းလေးဝေပေါ်ပါဘေးလေးနည်းနည်းကားမယ်ပြီးပေါ်ပါချောင်းနည်းနည်းလေးကားမယ် Okay အဲ့ဒါဆိုနည်းနည်းလေးစာလုံးလေးကိုမြင်သာဖြစ်တော့အောင်လုပ်ပြပါနော် Okay အဲ့ဒါဆိုရင်ဒီကောင်လေးပြီးသွားပြီဆိုရင်သူ့ထပ်ပြီးကျွန်တော်တို့နောက်ကနေပြီးကြွလေးပုံစံဖြစ်တော့အောင်နော် control ချိန်နဲ့ထပ်ပွားလိုက်မယ်ဟုတ်ပြီနော်ပွားပြီးရင်အပေါ်ကလေးအောက်ကလေးရလေးတစ်ချက်နေပဲနှိပ်ပြီးရင်သူ့ဘေးဘက်ကိုနည်းနည်းလေးဆွဲပြီးရွှေ့ပါ Okay ဘေးဘက်နဲ့ဆွဲရွှေ့လိုက် Okay ရွှေ့သွားပြီဆိုရင်သူ့လည်းနှစ်ချက်နေဝင်မယ်ဘယ်သူ့လူတွေပြန်သွားမယ် free မှာသူ့ကာလာကိုကျွန်တော်တို့ကအရင်ဆုံးအမဲနီးချင်းနဲ့နီးချင်းလေးကျွန်တော်ထည့်လိုက်မယ်ဟုတ်ပြီနော်နီးချင်းချောင်းလေးထည့်လိုက်မယ်ထည့်ပြီးရင်အောက်က stroke ကိုလည်းအဲ့လိုပဲ stroke ကိုကျွန်တော်တို့ကသူ့ရွှေအောင်နဲ့ထားလို့ကြည့်မကောင်းအောင် stroke ကိုရွှေအောင်နဲ့ထားလို့ကြည့်ပြီးဆွဲလိုက်ပါနော်ဆိုတော့ရွှေအောင်ကြီးတိုင်းထားမယ်ဆိုရင်တကြည့်မကောင်းအဲရွှေအောင်လေးကြောကျွန်တော်တို့အကြောင်းကလည်းပဲအမဲလို့ကြောင်မျိုးလေးပေါ့နော်ခက်ရတော်အကြောင်လေးဒါမှအနီးနဲ့ပတ်သက်တဲ့အနီးအရေးအကြောင်လေးအဲ့လိုမျိုးထားပြီးလိုက်မယ်ဒါဆိုရင်အကြောင်လေးအသိမကွဲပြားတော့ဘူးဒီနေ့ရေးပြလိုက်မယ်နော် Okay ဟုတ်ပြီအကြောင်ရေးနေပြီဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့နောက်တစ်ခုအနေနဲ့ကျွန်တော်အလုပ်မယ်ဆိုရင်အဲ့အထက်အကြောင်လေးနည်းနည်းရှင်းမှုလို့အဲ့ဒီလေးရှင်း Okay ဟုတ်ပြီရပြီ Okay ပြီးသွားပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲအောက်မှာထပ်ပြီးကျွန်တော် brochure တွေထပ်ချမယ်။ကျွန်တော်လေးကရိုင်းသိတာမချောက်ဖြစ်နေ။ဟုတ်ပြီ brochure တွေထည့်ပြီးကျွန်တော်တို့နည်းနည်းလေး site လေးပါလေးနည်းနည်းတိတ်ကြီးမှုပါလေးပဲ။ distance လေးကိုချမယ်အရင်မခွာနေနဲ့။ဟုတ်ပြီပြီးအကြောင်းလေးကိုကျွန်တော်တို့ကပတ်ပေါ့နော်။အကြောင်းလေးကိုနည်းနည်းအကြောင်းလေးဟိုလင်းဝဲလေးမဖြော့လေးပေါ့။အဲ့လိုအကြောင်းလေးဖြော့ရအောင်နည်းနည်းဖြော့ရအောင်။အဲ့နည်းကြည့်လိုက်တာနည်းနည်းလင်းလေးဖြစ်သွားပြီအကြောင်းလေးပေါ့ဟုတ်ပြီ။ စိုက်ကလေးနည်းနည်းလေးကြီးလိုက်မယ်။ဒီအောင်လေးတက်သွားတယ်ပုံစံဖြစ်သွား။ Okay အဲ့ဒါကြီးရပြီ။စိတ်ပြေသွားပြီ။ Okay ရောက်ပြီရပြီ။အဲ့ဒါကျွန်တော်တို့ဘာနေတခုရအောင်။ဟုတ်နော်စာကကျွန်တော်3000စာထည့်ရမှာဖြစ်တဲ့အတွက်ဟုတ်တယ်အဲ့နှစ်ခုကျွန်တော်တို့လင်းပေးလိုက်မယ်နော်။လင်းရနှစ်ခုလင်းချိတ်လိုက်မယ်။ဟိုလင်းချိတ်ပြီးရင်ဒီ control ရှင်နဲ့ပွားမယ်။ဟုတ်ပြီပွားပြီးရင်အဲ့နှစ်ပွားတဲ့ကောင်လေးကိုကျွန်တော်အခုထိုးဆွဲချလိုက်မယ်တက်။ဟုတ်ပြီပြီးသွားရင်ကျွန်တော်တို့ကဒီနော်ဖိုဒီလေးနဲ့ဆွဲပြီးကြည့်လိုက်မယ်နော်ဒီလိုဆွဲကြည့်မယ်ဟုတ်ပြီပြီးတော့ကျွန်တော်တို့ gradient အကြောင်းအောက်ကိုရောက်နေ gradient ကိုအောက်ကိုချလိုက်မှရမယ် Okay ဟုတ်ပြီရပြီဆိုတော့ကျွန်တော်နောက်ထပ်တစ်ခုအကောင့်လေးထပ်ပြီးတော့အဲ့နှစ်ခုကိုပဲထပ်ပြီးတော့နေရာထပ်ပွားမယ်သုံးခုယူမှာဆိုတော့နောက်ထပ်ပွားမယ်နော်control G နဲ့ထပ်ပွားမယ်ပြီးတော့ရင် control T ဟိုတိတိလေးလောက်ကောင်းလေးနဲ့တိမယ်ရယူလိုက်ပါဆိုတာအစားလေးပဲထည့်မှာဆိုတော့တိတိလေးဆိုရပြီOkay ပြီးတော့ result လေးနဲ့ပုံစံလူကြီးသုံးလုံးလို့ဖြစ်နေအဆင်ပြေတယ်နည်းလေးဒီကောင်လေးပြောင်းလဲ adjust လုပ်လိုက်မယ်နော် Okay ဟုတ်ပြီနည်းလေးဒါ control ဒီ result လေးနဲ့နော်နည်းနည်းချိန်လိုက် Okay ရပြီဆိုရင်ကျွန်တော်တော့ဒီပထမဆုံးဆင်နေတဲ့ဒါဒီ banner လေးထည့်ပြီးဆင်ပြီးသွားပြီပေါ့နော်အဲ့ဒါဆိုစာလေးချင်ဖုန်းသုံးနေမို့ဖို့ထောင်ရပြီလိုက်ပါဟုတ်ပြီ Okay အပေါ်ဆုံးစာမှာထည့်ရမယ့်စာဖုန်းသုံးနေရင်ဟုတ်ပြီနော် font က W18 ပဲထားမယ်နော် W18 Win 28 font ဟုတ်ပြီနော် Okay ဖုန်းသုံးနေရင် Okay ဟုတ်ပြီရပြီအဲ့ကောင်လေးဆက်ချမယ်ဒီမှာ control T အနေနဲ့ကြီးမယ်ဟုတ်ပြီ control T နဲ့နည်းနည်းကြီးမယ်ဒီဘေးကြီးပြန်ချိန်ပါနော်ချိန်မှကျွန်တော်တို့ပြီးသွားရင်ဒီကောင်လေးတစ်စောင်းနဲ့ပဲကျွန်တော်လည်းစောင်းလိုက်မယ်စောင်းတဲမယ်စောင်းကိုလိုရလေးထားရအောင်စောင်းမယ်စောင်းလို့ပြီးသွားပြီဆိုရင် Okay နောက်ခေါက်မယ်ပြီးတော့ရင်ဒီကောင်ကိုနှစ်ချက်နေပြီးတော့သူရဲ့ layer style နဲ့သွားပြီးသွားရင် icon လေးကိုကျွန်တော်အရင်ဆုံး stone နောက် color over လေးကိုဖြောင်းရင်းထားမယ်ပြီးတော့ရင် stone လေးကိုကျွန်တော်တို့အပြာလေးပဲကျွန်တော်ထားလိုက်ပြီเนาะအပြာရှင်းလေးထားလိုက်မယ် stone ကိုနောက်ပြီး Okay ရပြီဆိုရင် icon လေးကို control J နဲ့ layer ထပ်ပွားမယ် control J ဟုတ်ပြီเนาะပွားအောက်က layer လေးကိုကျွန်တော်ဘေးလေးနဲ့ဆွဲထုတ်လိုက်မယ်เนาะအောက်ကကျွန်တော် banner လုပ်ခဲ့တယ်လို့ပဲနော်ဘေးလေးနဲ့ဆွဲထုတ်မယ်ဆွဲထုတ်ပြီးရင်သူရဲ့အထက်ကကာလာလိုကာလာဟိုလေးကိုကျတော့ကျွန်တော်တို့အနေနဲ့အနီကြီးအကြောင်းလေးပေါ့နော်ဆွဲလိုက်ပါအနီကြီးအကြောင်းလေးပေးလိုက်မယ်နော်ပေးလိုက်မယ် Okay ပြီးတော့ရင်သူ့အောက်က stock လေးကိုလည်းကျွန်တော်တို့အဲ့လိုမျိုးပဲသူကအနီရင်းတဲ့အကြောင်းလေးပဲကြည့်မယ်နော်အမဲဘက်သွားတဲ့အကြောင်းပြောနော်အဲ့လိုမျိုးပဲသိပေးလိုက်မယ်ဟုတ်ပြီအမဲဘက်သွားတဲ့အကြောင်းဒီမဲလေးဆိုရပြီ Okay အဲ့ဒါရင်ဖုန်းသုံးနေရင်ဆိုစားတာလေးအဆင်ပြေသွားပြီနောက်တစ်ခုက icon လေးကိုထပ်ပြီးပွားမယ်နော် icon လေးပွားလေးထပ်ပွားမယ်မင်းတို့လင့်ပေးလိုက်မယ်နော်လင့်ချိန်ပြီးရင် icon လေးကို control ချိန်နဲ့လေးပွားမယ်
Okay ပွားပွားအစားလေးကျွန်တော်ကြည့်လိုက်မယ်နည်းနည်းကြည့်ကြည့်တော့မှာဟုတ်ပြီဖုန်းသုံးနေရင် I already got all of that. Okay နည်းနည်းလေးပုံနဲ့ထောင်လိုက်မယ်နော်နည်းနည်းထောင်ဖို့လိုဆောင်းဆောင်းလေးဖြစ်ဟုတ်ပြီနည်းနည်းဆောင်းလေးကြည့်ကောင်းဟုတ်ပြီမဟုတ်ဘူးထောင်ရယူလိုက်ပါဟုတ်ပြီမှရိုက်မယ်မဟုတ်ဘူးထောင်ရယူလိုက်ပါနှစ်ချက်နေမယ်စာပေါ်မှာ Okay ဟုတ်ပြီအမရေးမယ်မဟုတ်ဘူးထောင်ဘုတ်ထောင်မရေးမယ်နော်မဟုတ်ဟုတ် What? Okay space လေးချပေးထောင်ဆိုတော့ကတ်နေကြည့်မကောင်း Okay ဟုတ်ပြီအကောင်လေးကျွန်တော်ကိုထိုးစီနဲ့ copy လုပ်လိုက်မယ်နော် select ပေးပြီးတော့ဟုတ်ပြီရပြီဒီမျိုးလုံးလေးခဏပေးမယ်အောက်ကကောင် select ပြပေးမယ်အောက်ကကောင်ကဟာလေးကိုထိုးဖီနဲ့ပေးပြန်ချလိုက်မယ် Okay နှစ်ထပ်ရပါပြီဟုတ်ပြီအောက်ကကောင်လေးကိုနှစ်ထပ်ရပါပြီဆိုတော့အပေါ်ကောင်လေးကျွန်တော်တို့အရင်ဆုံး gradient အကြောင်းပြေးပေးရအောင်ပါနော်သူ့အရောင်လေးကသူကအဝနဲ့ဝင်နေတယ်ပေါ့ကျွန်တော်ဝင်လိုက်ပြီးကျွန်တော် gradient ကိုယူလိုက်ပြီးကျွန်တော်တစ်ခါလုပ်ပြီးသားဖြစ်နေတော့ကျွန်တော်တစ်ခါတန်းဝင်သွားတော့အကြောင်းကတကယ်ဆိုတစ်ဖက်ကအဝါလေးဖြစ်ရမယ်တစ်ဖက်က view လေးဖြစ်ရမယ်နော်တော့ကအဖြူအောင်လေးဖြစ်ကဟုတ်ပြီနော်โอเคအဲ့ဒီအောင်လေးနဲ့အောင်ခက်နည်းနည်းကတ်ချင်သေးတယ်ဆိုရင်ကျွန်တော်တို့မှာဒီကောင်လေးတွေရောဒီကက်ကလေးလေးနဲ့ဆွဲပြီးတော့ကတ်လိုက်ပါနော်အရောင်လေးတွေပို့ပြီးတော့ prediction ဖြစ်သွားတာနော်တောင်တောင်နဲ့ကိုယ်ပြဖြစ်သွားတာโอเคဟုတ်ပြီပြီးတော့ရင်ကျွန်တော်တို့အမှသူ့ရဲ့ angle လေးကိုကျွန်တော်နည်းနည်းလေးဆောင်းပေးလိုက်မယ်ဆောင်းလေးဖြစ်သွားတော့နောက်လို့ကျွန်တော် adjust လုပ်ပြီးဆောင်းလိုက် My name is Mush. โอเคရပြီဆိုရင်ကျွန်တော်တို့ okay လုပ်လိုက်မယ်အဲ့ဒါကျွန်တော်ပြီးသွားပြီပါနော်ပြီးတော့အောက်ကတော့တက်လေရအောက်ကလေယာလေးကိုလည်းကျွန်တော်တို့ကလည်းဝင်နော်နှစ်ချက်နေမယ်ဟုတ်ပြီကျွန်တော်အမှဒီအကြောင်းလေးနည်းရှင်းမလို့နည်းနည်းရှင်းပြလိုက်မယ်မရှင်းကြည့်မကောင်းအရင်တော့ကြည့်ကောင်းโอเคဟုတ်ပြီရပြီဟိုတောင်းဟုတ်ပြီပြီးတော့ရင်ကျွန်တော်တို့ကနောက်တစ်ခုကရှားယူလိုက်ပါနော်ဟုတ်ပြီအဲ့ဒါကျွန်တော်က select ပြလိုက်မယ်ပြီးတော့ control ချိန်နဲ့ပွားပြီးတော့အခုပြီးအဲ့မှာလည်းစာထည့်လိုက်မယ်ရှားယူလိုက်ပါ Did you too? Now I. Okay ဟုတ်ပြီ control C ဖိုင်နယ်မေးမယ်တော့ပြီး control V ပေးချလိုက် Okay ဟုတ်ပြီဒီနေ့ကို control D လေးနဲ့အကြီးတွေ adjust တော့နည်းကြီးရမလို့နည်းသေးတယ်ရိုက်ပါ Okay ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီပုံစံလေးရပါပြီဒီအဆင်ပြေရပါတော့တောင်းရလဲကြည့်လို့လည်းကောင်းတယ်စာလေးလည်းမြင်သာထင်သာရှိတယ် Okay ဒါဆိုကျွန်တော်ဘာဆက်မလဲဆိုတော့ဒီမှာထည့်မယ်ကျွန်တော်တို့ lesson present box လေးပြန်သွားတာလေးထည့်ကြတယ်ဟုတ်နော် present box လေးဆိုတော့ present box ပေါ့နော်ဒီကကြီး CND presence POH ပေါ့ present box ပေါ့နော် present box လေးကမှကျွန်တော်တို့ကအနီရောင်လေးတွေပဲတုံးလို့နော်အနီရောင်လေးတွေအနီရောင် color ဒီကထိုင်ဖြစ်တဲ့အတွက်အနီရောင်တော့ color လေးကိုတုံးလိုက်ဟုတ်နော်ဒါတပ်ပေါ်ဖတ်ပြီး round background ဟုတ်ပြီ Okay ထွက်လာပြီဖြစ်မယ် Seven, you're the lead. แล้วก็ตีวิชาဆိုတော့တော့ရအောင်လို့တော့နော် I just said. มาไว้အပေ present ဘက်လေးပေါက်လေးပေါ့နော်ကျွန်တော်လည်းလဲလိုက်မယ်လဲပြီးနေတီးလိုက်မယ် Okay ပြပြန်သွားတဲ့ပုံစံလေးပြောင်းတော့ကျွန်တော်တို့ filter တွေကနေ blur တွေကနေပြီးတော့ motion blur လေးသုံးမယ်နောက်ပြီးတော့ motion blur လေးကိုနည်းနည်း angle လေးနဲ့ချိန်လိုက်ပေါ့နော်ချိန်ပြီးကျွန်တော်လိုချင်တော့ motion လေးထည့် Okay အဲ့လိုဆင်ပြေပြီ Okay ဟုတ်ပြီဒီကောင် control ချိန်နဲ့ပွားလိုက်မယ်ဘာတွေမှလည်း control D နဲ့လဲပြီးတော့ပုံစံမတူတဲ့ပုံစံလုပ်မယ်နော်ဒီကဟိုဘက်လဲ quad ဘက်လဲ Yeah. ဒီနေဆောင်မယ်ပြီးတော့ရင်ပြင်ပြင်ဖတ်သွားတဲ့ပုံစံဖြစ်နေတည်တယ်ပုံစံဆိုင်မတူအောင် Okay ဟုတ်ပြီရပြီနောက်ထပ်ကကျွန်တော်တို့ဒေါင်းလာရှိတယ်ပြန်အောင်လေး Okay ပြန်အောင်လေးလည်းအဲ့လိုပဲခုနလိုပဲဆွဲထည့်လိုက်မယ် What about? စောင်းမယ်ဟုတ်ပြီတော့ပေါ်လေးမှာတင်မယ်တူပေါ့နည်းနည်းသေးအဲ့လိုပဲတစ်ခါကျွန်တော်တို့ဘလားလုပ်ပြီးသွားပြီဆိုတော့နောက်တစ်ခါသွားလို့ဆရာမလို့မလုပ်ပြရရှိအဲ့တော့ပြန်ယူမှနေရပြီ Okay ရပြီအဲ့ဆိုရင်ပုံလေးကပြီးတော့ပါပြီအဆင်ပြေပါသလိုပေါ့နော်တကယ်လို့ကိုကနေထပ်ပြီးတော့တပင်းပုံလေးထက်နောက်ကနေပြီးတော့နေပုံလေးထက်ကျွန်တော်မျိုးလေးတွေတခုလုံးညာကောင်မလေးပုံလေးနည်းနည်း adjust လုပ်ပေါ့နော်နေကြီးတွေပုံလေးလို့တဲ့ခါကျရင်သူတို့ရင်ဘတ်တွေပုံအောင်ထားပါတော့ရင်ဘတ်တွေအောက်တွေဝဲမနေစေနော်အဓိကပြချင်တဲ့ဟာလေးမြင်အောင်ပြပြီ What's going on? နော်ဟုတ်ပြီ Okay ပြီးတော့ရင်နောက်မှာတကယ်လို့ကိုကရွှေတို့ရွှေပုံလေးတွေကျဲတာမျိုးလေးတွေရွှေတို့ယူစားလေးထည့်တာမျိုးလေးတွေပြန်နေတာမျိုးလေးတွေဖဲချက်လေးထည့်ကြအောင်ထည့်လို့ရတယ်နော်ဟုတ်ပြီကျွန်တော်ဒါလေးကတော့အရောင်ချိန်နဲ့ပိုင်းလေးပေါ့နော်ကိုလိုချိန်နဲ့ပွားပြီးတော့အရောင်လေးတွေချိန်ရင်တောင်းလေးကိုကျွန်တော်အရောင်နောက်ဆုံး complete ဖြစ်နေမှာအရောင်ချိန်နဲ့မှာအသုံးပြုပေးရတာပေါ့နော်
ဒီမှာကျွန်တော်တို့ temperature လေးတွေပေါ့နော် temperature လေးကိုအများကြီးမတင်နဲ့နည်းနည်းလေးပဲစော့ကြည့်အများကြီးမစော့နဲ့အများကြီးဆိုရင်ပုံကြီးရောင်ကြီးချင်းဖြတ်ပြီးကြည့်ပကောင်းဖြစ်သွားလိမ့်မယ်နည်းနည်းချင်းစီပဲအိမ်ပူစာလေးလည်းအဲ့လိုပဲနည်းနည်းလေးပဲစော့နည်းနည်းအိမ်ပူစာတော့မတုံးအရင်မအောင်လို့တော့ကျွန်တော်ထည့်သုံးတော့နော် okay ပြီးတော့ရင် contract ကတော့အမြဲတမ်းချိန်ပြီးတယ်ဘာလို့ဆိုတော့အကြောင်းလေးကိုပို့ဆိုရင်တော့တပတ်ဆိုအကြောင်း6အောင်မြောက်ပဲဆိုရင်လည်း ပို့ဆိုရတဲ့အကြောင်းလေးဖြစ်သွားတယ်အဲ့လိုတော့လေးကို adjust လုပ်ပြီးဒီဘက်က share လေးလည်းထည့်ပေးတာပုံလေးမှာအကျိတ်လေးတွေရှိနေနေတာရှိနေအောင်မြင်တောင်းလို့နော်ဆိုပြီးတော့ရင်အရေးကြီးတော့ calorie နဲ့ terrace လေးကိုနည်းနည်းစီပဲတင်ပြီးပုံလေးကအဝါဘက်ကသွားတာတောက်လေးဖြစ်သွားအောင်နော်ပုံတော်လေးကြီးကြီးလေးဖြစ်သွားမှာဟုတ်ပြီကျွန်တော်ချိန်လေးပါအရာတစ်ခုရှင်းကြည့်လိုက်ပါနော်okay ရပြီokay ဒီကလို့ကျွန်တော်ပြောသလိုပါနော်ရွှေအောင်တော့ရွှေလေးတွေပါထည့်ချင်တယ်ပေါ့နော်ပုံတော့မှာထည့်ဆိုရင်ကျွန်တော်အဲ့ဒါကျွန်တော်တို့6 coin လေးပေါ့နော်6 coin လို့ခေါ်တာပေါ့အဲ့ကောင်လေးထည့်ချင်တယ်ဆိုတော့ထည့်လို့ရတယ်ဒါမှမဟုတ်လည်းဖဲချက်လေးတွေပါထည့်ချင်တယ်ဆိုလည်းထည့်လို့ရတယ်ကိုလိုချာလေးကိုအောင်တဲ့လို့ဖတ်ပြီးကွန်းလို့ရတယ်အဲ့ဒါတော့မစီတော့မရှုပ်စင်နဲ့ပေါ့နော်ဒီချုပ်ဝိုင်းလည်းပုံရင်ကြည့်မကောင်းတော့ဟုတ်ပြီနော်โอเคကျွန်တော်6 coin လေးတော့ထည့်ကြည့်အောင်โอเคအဲ့မှာ6 coin လေးတွေအများကြီးရှိအောင်နော်ကျူကြတဲ့ပုံစံလေးယူသုံးလို့ရတယ် I want you like say something. ဒီဆိုနေရှိနေဆို Cookie basket. ဒီဆက်โอเคဒီနေရာကဒီအလေးမဆိုဖဲချက်လေးလည်းပါတယ်ဆိုအဆင်ပြေတယ်ဟုတ်အကောင်လည်းကျွန်တော် Be okay. okay copy ပါပြီးတော့ okay အဲ့ပြန်ဖြတ်လိုက်နော်ဘုံမြမေးလိုက်မယ်ဒါရင်ကောင်မလေးနောက်မှာ Then ဒိုဖီနဲ့ one in the bag. ဒီတူကြည့်လိုက်မယ်ဟုတ်ပြီကြည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ okay အလားခေါ်လိုက်မယ်စကွင်းပြောင်းလိုက်မယ်နော် okay စကွင်းပြောင်းလိုက်မယ် okay အဲ့ဒါနဲ့ပန်းလေးပြန်ထွက်သွားတော့ပြန်ဖြစ်သွားပြီဒါပေမဲ့နည်းနည်းဝါဒနာလေး formal လေး opposite ရောနေတယ်လို့ခံစားနေရတယ်မကြည့်ဘူးတော့တော်တော်ပြောင်းမမြင်တော့နောက်ကနေရောထွေးနေရအောင်အဲ့ဒါဖြစ်ချင်တယ်ဆိုရင်ဘာလို့လုပ်ရလဲဆိုရင်ဒီကောင်လေးကိုထပ်ပြီးတော့အရောင်တောက်အောင်လုပ်လို့ရတယ်ဆိုရင်ကျွန်တော်တို့ control G လေးနဲ့သူပွားရရတယ်နော်ဘိုးကြီးပွားတဲ့ကနေပို့တောက်ပါဟုတ်တယ်တကယ်တော့တောက်ကြတောက်ကိုကြီးထည့်လိုက်ဘာတော့ဖက်ပေါ့တော့ဘူးဆိုပို့ပြီးလင်းအောင်ပေါ့ဟုတ်နော်ကျွန်တော်နောက်ခုပဲထားလိုက်ဒါဆိုစင်ပြီနော် What's on it? okay အဲ့ဆိုတော့ပုံလေးကအဆင်ပြေသွားပြီလို့ထင်ပါတယ်အဲ့လောက်ဆိုပြီးတော့ညာပုံလေးဒီတော့တော့ပေါ့အဲ့ပုံလေးကိုချိန်ခဲတော့ပုံလေးအများကြီးကိုဖိုင်တလို့ရတယ်နော်